ဘုံမူရေကြောက်တော်ဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေရဲ့နောက်ဆုံးအခြေအနေဘယ်လိုများရှိပါလဲခင်ဗျာနောက်ဆုံးအခြေအနေကတော့ကျွန်တော်တို့ဒီ၄နာရီကျော်လောက်မှာကျွန်တော်တို့ရဲ့လှုပ်ရှားစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်တယ်ခင်ဗျာနှစ်ဖက်အကြဆုံးလို့အဲ့ဒီတိုက်ပွဲအခြေအနေကတော့ကျွန်တော်တို့သိပြီးတော့မသိသေးဘူးခင်ဗျာအခုဆိုတိုက်ပွဲတွေပြန်ဖြစ်လာတာတစ်ပတ်လောက်ရှိလာပြီပေါ့လေစဖြစ်ကြတဲ့ကနှစ်ဖက်ထိခိုက်ကြဆုံးမှုအခြေအနေရောဘုံမူတို့အကြမ်းမျဉ်းတော့ပြောလို့ရမလားခင်ဗျာဒီမြန်မာတပ်မတော်ဘက်တော့သူတို့ဘက်ကတော့ကြားဆုံးတာတော့ဒီတိုင်းရင်းမှုတွေဘောနော်အပါဝင်အရာရှိတွေ150ကျော်ကြားတယ်ဒီထိခိုက်ဒဏ်ရာရတာတော့200နီးပါးသို့မဟုတ်200ကျော်လောက်တော့ရှိနေခင်ဗျာဒီတစ်ပတ်လောက်ထဲမှာပေါ့ကျွန်တော်တို့ဘက်ကတော့ဒီရေးပေါ်တဦးရယ်ဒီအခြားအဆင့်ရှိတဲ့တယောက်ပေါ့နော်ကျွန်တော်တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးလှူသွားတယ်တပ်မတော်ဘက်ကဘာဖြစ်လို့ရာနဲ့ချီအကြဆုံးများပြီးတော့ဘုံမူတို့ဘက်ကကြတော့တယောက်စားနှစ်ယောက်စားလောက်ပဲအကြဆုံးရှိရတာလေခင်ဗျာသူတို့ကကျွန်တော်တို့ဒီလှုပ်ရှားတဲ့နေရာကိုအင်အားအလုံးကြီးတွေတုံးပြီးတော့ဝင်လာတယ်လေဆိုတော့ကျွန်တော်တို့ကကြတော့ဒီကိုလှုပ်ရှားတဲ့နေရာမှာအဲ့လိုမျိုးခုခံကာကွယ်တဲ့အနေနဲ့ပြန်ပြီးတော့တိုက်ခိုက်ရတာပေါ့နော်အဲ့ဒါဆိုတော့သူတို့ဘက်ကအထီးကျအကြဆုံးများတယ်မြန်မာတပ်မတော်စစ်တပ်အနေနဲ့ကတော့သူတို့အဲ့ဒီတခြားတိုင်းရင်းသားတွေကမှလည်းဒီတိုင်းပါပဲလက်နဲ့ချင်းရောကွာလို့လားခင်ဗျာတပ်မတော်ဘက်ကဘုံမူတို့ဆိုလိုတာအင်အားများပေမဲ့တိုက်ရိုက်ခိုက်နဲလို့ဒါမှမဟုတ်လက်နဲ့ချင်းကအေးကိုမရှင်နိုင်လို့ဒီလိုအကြဆုံးများရတာလားဘုံမူဘယ်လိုများရှင်းပြကြမှာလဲခင်ဗျာအဲ့ဒါတော့ကျွန်တော်အဲ့လိုမျိုးတော့သိပြီးတော့မပြောလို့ဘူးအကြဆုံးများတာကတော့မှသူတို့အနေနဲ့တခြားဒေသမှာလည်းအကြဆုံးများတယ်ဆိုတာကတော့အဲ့ဒီဖက်ကအပိုင်းတွေပဲဒီမြန်မာတပ်မတော်ရဲ့လက်ရှိအနေထားမှာတော့ဥမာတိုက်ရိုက်ခိုက်ကြားဆုံးရတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ့နော်အများစုကတော့တိုက်လို့ခိုက်လို့မရှိကြပါဘူးသူတို့ဒါမဲ့အမိန်ရသွားနေရတဲ့အပိုင်းတွေမှာစစ်သားဆိုတော့အမိန်ရသွားနေရတဲ့အပိုင်းမှာအဲ့လိုမျိုးမတော်ရှင်မတော်နေရတာရှိရဲ့ဒီကျွန်တော်တို့ကခုခံကာကွယ်ခြင်းနဲ့တုံးတယ်သူတို့ကအခုဒီရခိုင်ဒေသမှာဖြစ်တာကတော့ကျွန်တော်တို့ဒီလှုပ်ရှားတဲ့နေရာမှာဖြစ်ကြတယ်ရခိုင်ဒေသမှာဘုံမူကြီးတို့ရခိုင်တပ်မတော်အဖွဲ့ရဲ့လှုပ်ရှားမှုနောက်ဆုံးရည်မှန်းချက်ပေါ့လေဘယ်အထိကိုတက်ခိုက်မှုတွေဆက်လုပ်သွားမယ်လို့ရည်ရွယ်ထားတာရှိပါလဲခင်ဗျာစစ်စင်ရည်မှန်းချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီရခိုင်တပ်မတော်ကတော့ရခိုင်ပြည်မှာအခြေချရမယ်ရခိုင်ဒေသမှာနေပြီးတော့ရခိုင်လူမျိုးပိုင်ဆိုင်တဲ့နေရာမှာရခိုင်တပ်မတော်ရှိရမယ်ဆိုတော့အပေါ်မှာပဲကျွန်တော်တို့ရည်တည်တယ်တပ်နိုင်သမျှတော့တိုက်ပွဲတွေမဖြစ်အောင်ခြုံတယ်ဒါမှဖြစ်လာလို့ရှိရင်လည်းမလွေးမချောင်တာဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ကတော့ဒီခုခံကာကွယ်တဲ့အပိုင်းနဲ့ပဲပြန်ပြီးတော့ရင်ထိုင်သွားမှာပေါ့နော်ရခိုင်ပြည်နယ်မှာအခြေချတက်ဆွဲနိုင်ရေးဆိုတဲ့ရည်မှန်းချက်ကိုလက်တွေ့ဖြစ်နိုင်ခြေရှိပါမလားတစ်ဖက်ကလည်းအစိုးရတပ်မတော်မှာဆိုရင်ဒါအင်အားတွေ3သိန်း5သိန်းလောက်ရှိတဲ့အခါကျတော့ဘယ်လိုရှင်းနိုင်မလဲခင်ဗျာဖြစ်နိုင်ချေမဖြစ်နိုင်ဘူးဆိုတာကတော့ဒါကတော့အစိုးရဘက်ကအပိုင်းပေါ့နော်အဓိကကျွန်တော်တို့ရဲ့ဒီရခိုင်တပ်မတော်ရဲ့အလုပ်ကတော့ရခိုင်ပြည်မှာအခြေချရမယ်ရခိုင်လူမျိုးရဲ့အကျိုးစီးပွားကိုကာကွယ်ရမယ်ရခိုင်ဒေသလုံခြုံအောင်ငြိမ်းချမ်းအောင်ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်မှုကတော့ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ဖြစ်တယ်ရခိုင်ဒေသခံအများစုရဲ့ထောက်ခံမှုကဘယ်လိုရှိပါလဲခင်ဗျာရခိုင်တပ်မတော်အပေါ်မှာပေါ့လေကျွန်တော်တို့ရခိုင်တပ်မတော်ထောက်ခံမှုက100မှာ100ပါပဲအခုဆိုရင်တချို့လဲရခိုင်တပ်မတော်နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ဖမ်းဆီးထောင်ချခံနေရတာတွေရှိတော့ခါဒီအပေါ်မှာရောရခိုင်တပ်မတော်နဲ့ဗားတွေများတုံ့ပြန်ပြောဆိုကြရရှိပါလဲခင်ဗျာဖမ်းဆီးထုတ်ပြန်လဲဆိုတာကတော့ဒါကတော့ဒီအစိုးရအနေနဲ့ကတော့သူတို့ရဲ့လုံလေးလုံထရှိတဲ့အပိုင်းပါပဲဒီဒေါ်လာရေးလက်နက်ကိုင်အဖွဲ့အစည်းနဲ့ဆက်စပ်မိရယ်ဆက်စပ်ပြီးတော့အလုံးလုံးကင်တဲ့လူတွေကိုတောက်သွားအောင်ပေါ့နော်အဲ့လိုမျိုးလုပ်တာဒါမဲ့အဲ့ဒီအပေါ်မှာတော့ကျွန်တော်တို့အနေနဲ့ကတော့ဒါကတော့သူတို့ရဲ့အလုပ်ပါအခုငင်းငင်းရေးဆွေးနွေးပွဲတွေမှာလည်းရခိုင်တပ်မတော်ပေါ့နော်အစိုးရဘက်ကတိတ်နေရာမပေးချင်တာတွေ့ရပါတယ်ကိုကန့်တို့တအန်းတပ်မတော်တို့လိုမျိုးစည်ရင်းထဲမှာတိတ်မထည့်ချင်တဲ့သဘောမျိုးတွေ့ရတော့ကဒီငင်းငင်းရေးလမ်းကြောင်းနဲ့ပဋိပက္ခကိုအဆုံးသတ်ဖို့အလားအလာရောဘယ်လိုတွေများရှိမလဲခင်ဗျဒီကျွန်တော်တို့ရခိုင်တပ်မတော်ပေါ်မှာတော့ဒါကနိုင်ငံရေးရနေရာမပေးလို့မှုအပေါ်မှာတော့ဒါကတော့အစိုးရရဲ့ကျွန်တော်တို့အပေါ်မှာသဘောထားပေါ့နော်ဒါမှကျွန်တော်တို့ရခိုင်တပ်မတော်ရဲ့သဘောထားကလည်းအဲ့လိုမျိုးရခိုင်တပ်မတော်ရခိုင်ပြည်မှာရှိရမယ်ဒီလိုမျိုးပဲနိုင်ငံရေးရမြန်မာနိုင်ငံထဲမှာဖြစ်ပြနေတဲ့ဒီပြည်တွင်းစစ်တိုင်းသားဒေသမှာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်နဲ့ပတ်သက်ပြီးတော့ဒါကနိုင်ငံရေးရဆွေးနွေးပြီးတော့အဖြေရှာရမယ့်ပြဿနာဖြစ်တယ်သူတို့အနေနဲ့ကတော့ဒါနိုင်ငံရေးရတွေးဆုံဆွေးနွေးပြီးတော့အဖြေရှာရစိတ်ဆန္ဒမရှိဆိုပြီးတော့ကျွန်တော်တို့အနေနဲ့အဲ့လိုပဲသဘောထားတယ်ဒီရင်အခုလိုမျိုးစီးရနိုင်ငံရေးရအင်အားအလွန်ကျွံသုံးပြီးတော့ဖြည့်ရှင်းလာတာဆိုတာလေဒါက NCA ပေါ်တော့လက်မယူထိုးထားတဲ့အပေါ်မှာသူတို့အနေနဲ့မယူတော့ဘူးပြီးအဲ့လိုမျိုး
ဆက်လက်ပြီးတော့လုံလာမယ်ဆိုရင်ဒါကတော့လက်ရှိသူတို့လုံနေတဲ့ငင်းချမ်းရင်းနဲ့ပို့ပြီးတော့အလံဝေးနေမယ်လို့တော့ကျွန်တော်အနေနဲ့အဲ့လိုပဲမြင် မကြခင်လာပိုင်းအတွင်းမှာဆိုရင်ဒါအစိုးရတည်းရဲ့လည်းပေါ်လာတော့မယ်ဆိုတော့ကဘုံမီတို့တွားကျင်နေတဲ့နိုင်ငံရေးအရာတွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ကိစ္စရောလက်တွေ့ဖြစ်လာနိုင်ခြေရှိမလားခင်ဗျအလားလားဘယ်လိုသုံးသပ်လို့ရမလဲခင်ဗျ လက်ရှိအချိန်မှာတော့သူတို့အနေနဲ့ကတော့ဒီ January 7 မှာတော့ဒီနိုင်ငံရေးရတွေ့ဆုံဆွေးနွေးဖို့ဆိုပြီးတော့ကြီးညာထားတာရှိတယ်ဒါပေမဲ့လွန်ခဲ့တဲ့နေ့မှာပဲဒီလက်မရေးထိုးထားတဲ့အဖွဲ့တွေကနဲ့ကိုယ်တိုင်အဲ့လိုတိုက်ပွဲတွေပြန်ဖြစ်နေတယ်ပြီးရင်လက်မမထိုးထားတဲ့အဖွဲ့တွေထဲမှာလည်းတအန်းဘလောက်ကိုကအစရှိတဲ့ဒေသမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ဒါကမြန်မာနိုင်ငံရဲ့ငင်းချမ်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီလက်ရှိအစိုးရအပေါ်မှာတော့သူတို့အနေနဲ့အများကြီးပြန်ပြီးတော့စဉ်းစားအားသင့်တာပေါ့နော်လက်ရှိအနေထားပေါ်မှာတော့ အစိုးရတစ်ပေါ်မှာမျှော်လင့်ချက်ဘယ်လိုနေများရှိမလဲခင်ဗျ မျော်လင့်ချက်နေတော့ရခိုင်တပ်မတော်နဲ့ကတော့ဥပမာဒီနိုင်ငံလုံးငင်းချမ်းပြီးတော့တာယာဖွံ့ဖြိုးနေတာကိုတော့ကျွန်တော်တို့အနေနဲ့လည်းမြင်ရှင်းပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့နှစ်ပေါင်း60ကျော်ကြာဖြစ်ပေါ်နေတဲ့ဒီတွင်းစစ်ကိုသုံးပြီးတော့နိုင်ငံရေးရအထည်ချပြီးတော့ကျွန်တော်တို့ရဲ့ဒီအဲ့ဒီတာယာဖွံ့ဖြိုးအောင်အတွက်ဒီဘုံဆောင်တော့ဖို့အတွက်လည်းကျွန်တော်တို့ရခိုင်တပ်မတော်အနေနဲ့ကအစဉ်သင့်ရှိတယ်ဥပမာငင်းချမ်းရေးအတွက်တကယ်လို့ကျွန်တော်တို့ဘက်ကိုကမ်းလှမ်းလာမယ်ဆိုရင်လည်းကျွန်တော်တို့ဘက်ကတော့နိုင်ငံရေးရတွေ့ဆုံဆွေးနွေးဖို့အတွက်ကတော့အစဉ်သင့်ရှိပါတယ် ဘုံမီတော်ရညူထောက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ